နှလုံးဖြစ်ရင်လည်းနောက်နေ့ကြားတော့မှကျောင်းရတယ်ဒီနေ့ကြီးကြီးတော့မှာပေးဟုတ်လားကျွန်တော်လည်းကိုင်းလေး အဲ့လိုကြီးကြီးတော့လာတော့ ကြေးပိုင်းနဲ့လှနေတယ် ဟေးတက် အဲ့ရမွေးနေ့ကိတ်ကလည်းအနီရောင်အိတ်ကြီးတွေလည်းအနီရောင်မရအောင်အဲ့လိုဒါတခုတူတာဟုတ်တာပါဘာလို့လဲဇုံးနဲ့ခင်းနေတာလေဘယ်လိုဖြစ်လဲချောင်းနဲ့ပြည့်တယ်ချောင်းနဲ့ပြည့်တယ်ဟမ်ချောင်းနဲ့ပြည့်ဘယ်ဆိုဒီစမေးကိုဘယ်နဲ့မရှောင်းထဲရတဲ့ပုဂ္ဂိုလ်တွေတက်စီပါကြတယ်ဒီလိုလေမျိုးကတာနေ哦我没讲မီဒီယာမှန်တာဆိုတော့ဟောထားဝရတဲ့นี่ป้าเอาลงก่อนนี่ลิ้นเนี่ยยีแท้ဖြစ်လာဖြစ်အဲ့ဒါမမအကြောင်းမှာတော့ပြောရင် Happy Birthday ကိတ်ကြီးပါခွဲကြတယ်မေခမာဂျွန်ဒီပါဖြစ်အဲ့လိုလုပ်လိုက် ရတယ်တဘောအော်မီကီမောင်လေး တို့ရေးထားတာတွေကိုကြောင့်ဘယ်လိုထားကြလဲဒီဟာကိုယူပြီးထားတာအဲ့ဒါရေးတာအကုန်လုံးရှင်းထုတ်လိုက်မှရဟုတ်တယ်မမေနော်မှားပဲမှားနေရစိတ်ဆိုးလိုက်ပါတော့